2026 ခုနှစ်မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတို့သည်ရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်စိတ်နှဖျားချမ်းသာအောင်ရွတ်ဆောင်နိုင်ကြပါစေ။ကမ္ဘာသူကမ္ဘာသားပေါင်းတို့သည်လည်းရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်စိတ်နှဖျားချမ်းသာစွာရွတ်ဆောင်နိုင်ကြပါစေ။ငါသည်သူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ရပါလို့၏သူတစ်ပါးတို့ကလည်းငါ၏အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ကြပါစေ။ငါသည်တပါးသောတတ္တဝါကိုမငြင်းဆဲမနှိပ်စက်ပါရစေလေ။သူတစ်ပါးတို့ကလည်းငါကိုမငြင်းဆဲမနှိပ်စက်ကြပါစေနဲ့။ငါသည်သူတစ်ပါးတို့ရဲ့ရန်သူဘယ်တော့များမှမဖြစ်ပါရစေလေ။သူတစ်ပါးတို့သည်လည်းငါ၏ရန်သူဘယ်တော့များမှမဖြစ်ကြပါစေနဲ့။တတ္တဝါများစွာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေ။ယခုကြာရောက်ပြီ2026ခုနှစ်မှစ၍တတ္တဝါအလုံးတို့သည်ကိုယ်စိတ်နှဖျားဘေးရန်ကွာ၍သူတော်ကောင်းတရားများကိုနေညာမယုံပွားများအထောက်နိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ။